Mobile phone ၏ motherboard ပေါ်တွင် resistor လျှပ်စစ်ခုခံအားပေးပစ္စည်းများသည်မရှိမဖြစ်လိုအပ်သောအစိတ်ပိုင်းများဖြစ်သည်။ဖုန်းပြင်ဆင်ခြင်း hardware repair လေ့လာရာတွင် resistor များအကြောင်းနားလည်ထားခြင်းသည်အလွန်အရေးကြီးသည်။ The resistor ဆိုသည်မှာဘာလဲ။ resistor ဆိုသည်မှာလျှပ်စစ်စီးကြောင်း current ကိုကန့်သက်ပေးခြင်းပိုအားကိုခွဲဝေပေးခြင်း voltage divider တို့အတွက်အသုံးပြုသောအစိတ်ပိုင်းဖြစ်သည်။ဖုန်းတွင်းရှိ chipset များထိုးများ power များသို့လျှပ်စစ်ဓာတ်အားကိုတည်ငြိမ်စွာရောက်ရှိစေရန်ညှင်းတို့ကထိန်းချုပ်ပေးသည်။နှင့် mobile phone တွင်အသုံးပြုသော resistor များ၏ပုံစံဖုန်းတွင်အသုံးပြုသော resistor များမှာအလွန်သေးငယ်သည့် surface mount device အမျိုးအစားများဖြစ်သည်။အရောင်အများအားဖြင့်အနက်ရောင် black ဖြစ်ပြီးဘေးနှစ်ဖက်တွင်ငွေရောင်သတ္တုဆက် terminal များပါရှိသည်။အရွယ်အစားဖုန်း model အလိုက်အရွယ်အစားမျိုးမျိုးရှိပြီး02 02 04 02 06 03စသည်ဖြင့်အရွယ်အစား package size များခွဲခြားထားသည်။3 resistor များ၏လုပ်ဆောင်ချက်များဖုန်း motherboard ပေါ်တွင် resistor များကိုအောက်ပါပုံစံများဖြင့်အဓိကတွေ့ရသည်။ Pull up pull down resistor data လိုင်းများတွင် high သို့မဟုတ် low အချက်ပြမှု signal များတည်ငြိမ်စေရန်အသုံးပြုသည်။ Current limiting လက်မီးများသို့မဟုတ်အာရုံခံကိရိယာများသို့စီးဝင်သည့်လျှပ်စစ်ပမာဏကိုကန့်သတ်ပေးသည်။ Voltage divider မြင့်မားသောပိုအားကိုလိုအပ်သည့်ပမာဏအတိုင်းလျှော့ချ၍အခြားအစိတ်ပိုင်းများသို့ပေးပို့သည်။ 4 multimeter ဖြင့်တိုင်းတာစစ်ဆေးခြင်းဖုန်းပြင်ဆင်ရာတွင် resistor တစ်ခုပျက်စီးခြင်းရှိမရှိသိရှိရန် multimeter ကိုအသုံးပြုရသည်။နည်းလမ်း multimeter ကို ohm omega တိုင်းသည့်အကွာအဝေး resistance mode သို့ပြောင်းပါစစ်ဆေးresistor များသည်ဖုန်း motherboard တစ်ခုလုံးတွင်အများဆုံးတွေ့ရသောအစိတ်ပိုင်းများဖြစ်သည့်အတွက်ယင်းတို့၏လုပ်ဆောင်ချက်ကိုနားလည်ထားခြင်းက circuit ပြတ်တောက်မှု open circuit သို့မဟုတ်လျှပ်စစ်ယိုစိမ့်မှု short circuit ဖြစ်ပွားသည့်အခါပြဿနာအရင်းအမြစ်ကိုရှာဖွေရာတွင်အလွန်အထောက်အကူပြုပါသည်။